စဉ်းစားကြည့်ပါခမည်းတော်သာတောနက်ကြီးတစ်ခုထဲမှာညအချိန်ရောက်နေတဲ့ဆိုပါစို့နေကင်းမတ်ဆိုရင်ငှက်တွန်တန်တွေအင်းဆက်ပိုးမွားတွေရဲ့အော်တန်တွေနဲ့တောကြီးကအသက်ဝင်နေတတ်ပါတယ်ဒါပေမဲ့ညတော့ကောင်းရဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့အဲ့ဒီအတန်တွေအကုန်လုံးကရုတ်တရက်ကြီးဘလို့မှမသိပျောက်ကွယ်သွားပါတော့တယ်တောကြီးတစ်ခုလုံးကအစွန်းရောက်တဲ့တိတ်ဆိတ်ချင်းတဲ့ကိုကြားရောက်သွားပြီးဘာမှမသိတဲ့ကြောက်မက်ဖွယ်ခြောက်ချမ်းမှုတစ်ခုကိုခံစားလာရပါတယ်ဒီလိုမျိုးတောနက်တွေညဘက်ဆိုဘာလို့ရုတ်တရက်ငြိမ်ကျသွားကြတာလဲတကယ်ရောအဲ့ဒီနောက်ွယ်မှာတဘာဝတရားရဲ့ကြိုးတင်သတိပေးတဲ့လျှို့ဝှက်ချက်တွေရှိနေတာလားဆိုတာကိုဒီနေ့ကျွန်တော်တို့ Eco Discovery Channel နဲ့အတူတူလေ့လာကြည့်ရအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာ Eco Discovery Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တစ်တော်တွေထဲမှာညအချိန်တက်ရှိသတ္တဝါတွေရုတ်တရက်ငြိမ်ကျသွားရတဲ့သဘာဝဖြစ်စဉ်ကသိပ္ပံပညာအရရောသဘာဝပတ်ဝန်းကျင်အနေအထားအရရောအကြောင်းရင်းတွေရှိနေပါတယ်ပထမတစ်ချက်ကတော့အမဲလိုက်ခံရမဲ့ဘေးကကာကွယ်ခြင်း predator avoidance ဖြစ်ပါတယ်ညဘက်ရောက်လာပြီဆိုရင်ညစ်လည်မှာကြက်စားတဲ့သားကောင်တွေဖြစ်တဲ့ predator အမျိုးအစားကြားကျစ်တစ်မြေခွေးနဲ့ဇီးကွက်လိုဒရဝါကြီးတွေထွက်လာကြပါပြီအဲ့ဒီအခါသူတို့ရဲ့သားကောင်ဖြစ်သွားတဲ့ဒရဝါတွေဟာသူတို့ရဲ့တီးနေရကိုရန်သူမသိအောင်အတန်တဲငြိမ်သက်နေကြတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ဇီဝနိုင်နဲ့စွမ်းအင်ထိန်းသိမ်းခြင်းပါတရိษံတွေကနေဘက်မှာအစာရှာဖွေစားတောက်ထားတဲ့စွမ်းအင်တွေကိုညဘက်မှာအနားယူဖို့အတွက်သုံးကြပါတယ်ဒါကြောင့်တောကြီးတွေကဇီဝဆက်ဝန်းအရာအလုံးငြိမ်သက်သွားကြတာပါဒါဆိုတရိษံတွေရဲ့ predator avoidance လုပ်ကြပုံကိုလည်းတည်တည်ချာချာလေ့လာခြင်းပါသေးတယ်တဘာဝပတ်ဝန်းကျင်မှာတားကောင်ဖြစ်လေတဲ့ဒရဝါတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့တားကောင်ကြီးတွေ predator တွေစီကနေပြီးတော့အသက်ဘေးကနေလွတ်မြောက်ဖို့အတွက်နှစ်တန်းပေါင်းများစွာအရင်ကတည်းကစင်ကဲဖြစ်စဉ်အရာဖြစ်ပေါ်လာတဲ့ထူးခြားတဲ့ကာကွယ်ခုခံစနစ်နည်းပညာရပ်တွေ predator avoidance mechanism ကိုအသုံးပြုကြပါတယ်သူတို့တွေအသုံးပြုရတဲ့နည်းလမ်းအချို့ကိုလည်းပြောပြခြင်းပါတယ်နံပါတ်1အချက်အနေနဲ့ကတော့အသွင်ယူဟန်ဆောင်ခြင်းပါcamouflage cryptic coloration လို့လည်းခေါ်ဆိုပါတယ်ပတ်ဝန်းကျင်မှာရှိတဲ့တစ်ရွက်ကြောက်တုံးတဲ့ဒါမှမဟုတ်တစ်ခတ်တွေနဲ့အယောင်အစင်းပုံစံတသားတဲ့တူအောင်ဖန်တီးကရန်သူရဲ့မျက်စိကနေပြီးတော့ကွယ်ပြောက်စေနိုင်တဲ့နီလန်းဖြစ်ပါတယ်ဒီနီလန်းကိုတော့တစ်ကိုင်းကြောက်ပုံစံပူးတော်တဲ့ stick insect နဲ့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေးအောင်အယောင်ပြောင်းလဲနိုင်တဲ့ပုတ်တင်ချာမီလွန်တွေအပြင်ရေဘဝဲ octopus တို့လိုဒရဝါမျိုးတွေမှာအသုံးပြုနိုင်တာကိုတွေ့ရပါတယ်နံပါတ်2အချက်အနေနဲ့ကတော့အစိတ်ရှိတယ်ဆိုပြီးဟန်ဆောင်ခြင်းနဲ့သတိပေးခြင်းပါတောင်းကောင်တွေရဲ့အန်ဒီရယ်ကနေဘေးကင်းစေဖို့ဒါမှမဟုတ်ရန်သူကိုကြောက်လန့်စေဖို့အတွက်ကိုတောက်ပါပြီးထင်ရှားတဲ့အယောင်တွေဖြစ်တဲ့ဥပမာအဝအနီအနက်ဆက်ကိုပြပြီးတော့ငါ့ကိုစားရင်အစိတ်တင်မယ်အန်ဒီရယ်ရှိတယ်ဆိုပြီးသတိပေးတဲ့နီးလန်းတွေဖြစ်ပါတယ်ဥပမာ poison dark frog နဲ့အချို့မွေတွေမှာအသုံးပြုတတ်တာကိုလည်းတွေ့ရပါတယ်နံပါတ်3အချက်အနေနဲ့ကတော့အသွင်အတုယူခြင်း mimicry ဖြစ်ပါတယ်အန်ဒီရယ်မရှိတဲ့ဒရဝါတစ်မျိုးကအစိတ်ရှိတဲ့ဒရဝါဒါမှမဟုတ်ရန်သူတွေကြောက်ရတဲ့တခြားဒရဝါမျိုးရဲ့ပုံစံအယောင်အဆင်းကိုအတုယူကရန်သူကိုလှည့်စားခြင်းမျိုးဖြစ်ပါတယ်ဥပမာအစိတ်မရှိတဲ့ပိုးဆုံးထွားမျိုးစိတ်အချို့ကအစိတ်ရှိတဲ့ပိုးကောင်များကဲ့သို့အယောင်အဆင်းကိုစင်တူရိုးမပြအောင်ပြုလုပ်ထားခြင်းမျိုးပါနံပါတ်4အချက်အနေနဲ့ကတော့ရုပ်တရက်အံ့အားသင့်စေခြင်း diametric display ဖြစ်ပါတယ်ရန်သူနဲ့ရင်ဆိုင်ရချိန်မှာရုပ်တရက်ကြီးမားသောပုံစံမျိုးပြောင်းလဲခြင်းတောက်ပတဲ့အယောင်ဒါမှမဟုတ်ကြောက်စရာကောင်းတဲ့ပုံစံတွေကိုရုပ်တရက်ပြောင်းလဲလိုက်ပြီးတော့တားကောင်ကြီးတွေကိုခိတ္တတွေးဝေသွားစေပြီးထွက်ပြေးဖို့အချိန်ဆွဲတဲ့နီလန်းမျိုးဖြစ်ပါတယ်ဥပမာရုပ်တရက်တောင်ပံဖြတ်လိုက်ရင်ကြီးမားတဲ့မျက်လုံးပုံစံပေါ်လာတဲ့လိပ်ပြာနဲ့ပိုးဖလံမျိုးစိတ်အချို့မှာတွေ့ရနိုင်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့အုပ်စုဖွဲ့လှည့်စားခြင်း mobbing and hard behavior ဖြစ်ပါတယ်ဒါတို့ဟာအများစုကတော့အုပ်စုလိုက်နေထိုင်ခြင်းနဲ့ရန်သူကိုအလွယ်တကူမတိုက်ခိုက်နိုင်အောင်ကာကွယ်ကြပါတယ်ငှက်ငယ်အချို့ဆိုရင်တိတ်ငှက်ကဲ့သို့အန်ဒီရရှိတဲ့ရန်သူတွေကိုတော့အုပ်စုလိုက်ဝိုင်းဝန်းတိုက်ခိုက်ပြီးတော့မောင်းထုတ်တတ်ကြပါတယ်ဥပမာမြင်းကြားတွေကိုကြည့်မယ်ဆိုရင်လည်းအစင်းကြောင်းတွေရောထွေးနေခြင်းကြောင့်တားကောင်ရှာနေတဲ့ကြက်တစ်တွေချင်းသစ်တွေတကောင်ချင်းကိုအတိအကျခွဲခြားတိုက်ခိုက်ဖို့အတွက်ကိုအလွန်ခက်ခဲစေပါတယ်နံပါတ်6အချက်အနေနဲ့ကတော့အလောင်းကောင်အယောင်ဆောင်ခြင်းဖြစ်ပါတယ်တချို့ဒရဝါတွေကရန်သူလက်ကနေလွတ်မြောက်ဖို့တေဆုံးသွားပြီဖြစ်ကြောင်းတက်တည်ပြဖို့အတွက်ကိုလုံးဝလှုပ်ရှားမှုကိုရပ်တန့်လိုက်ပြီးတော့အသေးကောင်အယောင်ဆောင်တတ်ကြပါတယ်တားကောင်အများစုကအရှင်လက်လက်တက်ဖြတ်စားတောက်လိရှိပြီးတော့အသေးကောင်တွေကိုစိတ်ဝင်စားတာကြောင့်ဒီလိုနီးလန့်နဲ့အသက်ဆက်နိုင်ကြတာဖြစ်ပါတယ်ဥပမာ opossum နဲ့ပိုးကောင်အချို့မှာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီထက်ပူနှံ့တဲ့အချက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့မမြင်ရတဲ့အန်ဒီရယ်တွေကိုတဘာဝတရားကကြိုတင်သတိပေးတတ်တယ်ဆိုတဲ့ဗဟေနိပါပဲ
တိုးတဲ့ကတရိတ်ဆန်တွေမှာလူတွေအတွက်ပိုထက်မြက်တဲ့သဘာဝအာယုံခံစားမှုစစ်စန့်ရှိကြပါတယ်လေတူထဲမှာဖီအားပြောင်းလဲမှုမိုးလေဝသဆိုးရွားတော့မယ်အခြေအနေဒါမှမဟုတ်တောမီလောင်တော့မယ်အနက်အသက်နဲ့မြေငလျင်ကိုတဘာဝဘေးအန္တရာယ်တွေမဖြစ်လာခင်မှာတောကြီးတဲ့ကသတ္တဝါတွေကအရင်ဆုံးကြိုသိကြပါတယ်အဲ့တော့ဒီတောကြီးတဲ့ကသတ္တဝါတွေကစစ်ဆန့်လို့ခေါ်တဲ့စတ္တမအာယုံကိုဘယ်လိုသုံးကြလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်ပါမယ် The Sixth Sense စတ္တမအာယုံဆိုတာကတော့တမယိုးကြလူခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာအာယုံခံစားမှု၅မျိုးဖြစ်တဲ့အမြင်အာယုံအကြားအာယုံအနတ်အာယုံအရသာအာယုံနဲ့အထီးတွေ့အာယုံတို့အပြင်ကိုကျော်လွန်ပြီးတော့ဖြစ်ပေါ်လာတဲ့ထူးခြားတဲ့အာယုံခံစားမှုဒါမှမဟုတ်အသိဉာဏ်ကိုခေါ်ဆိုတာပဲဖြစ်ပါတယ်သိပ္ပံနည်းကြရှုတော့စိတ်ပညာရှုတော့နဲ့ယဉ်ကျေးမှုဆိုင်ရာအယူအဆများအရာစတ္တမအာယုံကိုနှီးမျိုးစုံနဲ့ရှင်းလင်းဖော်ပြကြတာကိုလည်းတွေ့ရပါတယ်အဲ့ဒီတော့ဒီလိုမတူညီတဲ့ဂါဏတွေကနေပြီးတော့ဘယ်လိုရှုတော့မျိုးတွေနဲ့တင်ပြထားလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ရအောင်သိပ္ပံပညာနဲ့စိတ်ပညာရှုတော့ scientific and psychological perspective မှာတော့သိပ္ပံပညာရှင်တွေနဲ့စိတ်ပညာရှင်တွေအတွက်စတ္တမအာယုံဆိုတာကတဘာဝလုံးတရေတစေတွေကိုမြင်ရင်းမဟုတ်ဘဲနဲ့လူအုံတော့ရဲ့အံ့ဩဖွယ်ရာလှုပ်ဆောင်ချက်တရက်ဆိုပြီးတော့ယူဆကြပါတယ်လူအုံတော့ကကျွန်တော်တို့သတိမထားမိလိုက်တဲ့အချိန်တိုလေးအတွင်းမှာပဲပတ်ဝန်းကျင်မှာရှိတဲ့အချက်အလက်တွေအရင်ကကြုံဘူးတဲ့အတွေ့အကြုံတွေနဲ့အသေးစားအချက်အလက်တွေကိုစုပေါင်းပြီးတော့အလွန်မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေကိုချပေးနိုင်စွမ်းရှိပါတယ်ဥပမာဒီလူနဲ့ပတ်သက်ရင်သတိထားရမယ်ဟုရင်ထဲကနေပြီးတော့တထစ်ချခံစားနေရခြင်းမျိုးကအုံနောက်ကအရင်ကအလားတူအခြေအနေတွေကိုအခြေခံပြီးတော့တွက်ချက်ပေးလိုက်တာကြောင့်ပဲဖြစ်ပါတယ်သိပ္ပံပညာအရတကယ်တရားဝင်စတ္တမအာယုံကကိုယ်ခန္ဓာရဲ့တည်နေရနဲ့လှုပ်ရှားမှုကိုမျက်စိနဲ့မကြည့်ပဲသိရှိနိုင်ခြင်းနဲ့ရင်ခုန်တဲ့အစာချေစနစ်စတဲ့ကိုယ်ရင်းအင်္ဂါတွေရဲ့အခြေအနေကိုခန်းစားသိရှိနိုင်ခြင်းတို့ကိုဆိုလိုလေးရှိကြပါတယ်နောက်တစ်ချက်အနေနဲ့ကတော့တဘာဝလွန်တဲ့လူကြိုက်များတဲ့ယဉ်ကျေးမှု supernatural and pop culture မှာတော့ရုပ်ရှင်ဝတ္ထုနဲ့လောကီယုံကြည်မှုတွေမှာစတ္တမအာယုံကိုပုံမနက်နက်လျှို့ဝှက်စမ်းကြဲတဲ့အရာတွေအဖြစ်ဖော်ပြကြတာကိုလည်းတွေ့ရပါတယ်သူတို့တွေရဲ့ရှုတော့မှာဆိုရင်နောင်လာမဲ့အဖြစ်အပျက်ဆိုးတွေနဲ့ဒါမှမဟုတ်မတော်တဆမှုတွေကိုကြိုတင်ပြီးရင်ထဲကစိုးရင်ပူပန်ခြင်းမြင်အောင်ခြင်းတွေဖြစ်ပေါ်လာတတ်တယ်လို့လည်းဆိုကြပါတယ်ပြီးတော့မျက်စိနဲ့မမြင်နိုင်တဲ့ပုံကိုယ်တွေဝိညာဉ်တွေအပြင်တဘာဝလုံးစွမ်းအင်တွေကိုပါသိရှိခံစားနိုင်ကြတယ်လို့လည်းဆိုကြပါတယ်ဒါအပြင်နာမည်ကျော် The Sixth Sense ရုပ်ရှင်ကားကိုသုံးသပ်ကြည့်မယ်ဆိုရင်လည်း1996ခုနှစ်မှာဒါရိုက်တာ M. Night Shyamalan ရိုက်ကူးခဲ့ပြီးတော့ Bruce Willis နဲ့ Haley Joel Osment တို့ကသရုပ်ဆောင်ခဲ့ပါတယ်ဒီရုပ်ရှင်ကားကြောင့်ပဲ Sixth Sense ဆိုတဲ့ဝေါ်ဟာရကကဘာတဝန်းလုံးမှာအထူးရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်ဇလန်ရဲ့အနှစ်ချုပ်အနေနဲ့ကတော့ငယ်ရွယ်တဲ့ကောင်လေးကိုကတေဆုံးသွားပြီးသားလူတွေကိုမြင်ရကြားရတယ်ဆိုပြီးတော့ကြောက်လန့်နေခဲ့ပါတယ်ကလေးအထူးကုစိတ်ပညာရှင်ဒေါက်တာမဲကွန်ကသူ့ကိုကုသပေးရတဲ့ကိုပြောတဲ့စကား I see dead people ငါတေပြီးသားလူတွေကိုမြင်နေရတယ်ဆိုတဲ့စတ္တမအာယုံစွမ်းရည်မှာတကယ်ရှိနေတဲ့အကြောင်းကိုသိရှိလာရပါတော့တယ်ဒီဇာကရုပ်ရှင်သမားတွေနဲ့ပရိသတ်တွေကြားမှာအလွန်နာမည်ကြီးပြီးတော့နောက်ဆုံးဇာတ်သိမ်းပိုင်း plot twist တွေကြောင့်လည်းအောင်မြင်ခဲ့ပါတယ်ဒါဆိုတရိတ်ဆန်တွေရဲ့စတ္တမအာယုံကရောဘယ်လိုရရှိလာလဲဘယ်လောက်ထိသိမြင်နိုင်ကြလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်ရအောင်တရိတ်ဆန်တွေမှာလူသားတွေတဲ့အလွန်ထူးခြားပြီးတော့အံ့ဩစရာကောင်းတဲ့အာယုံခံစားမှုစတ္တမအာယုံကိုပိုင်ဆိုင်ထားကြပါတယ်သူတို့ကတဘာဝဘေးအန္တရာယ်တွေကိုလူသားတွေရဲ့အရင်ရပ်ပိုင်းနာရီပိုင်းဒါမှမဟုတ်မိနစ်ပိုင်းအလိုမှာကြိုသိနိုင်ကြပါတယ်ဒါကလည်းတဘာဝတရားကသူတို့ကိုပေးအပ်ထားတဲ့ဇီဝဗေဒဆိုင်ရာအထူးစွမ်းရည်များကြောင့်လည်းဖြစ်ပါတယ်ဒါဆိုဒီတရိတ်ဆန်တွေရဲ့စတ္တမအာယုံကဘယ်လိုရရှိလာတာလဲစင်ကဲဖြစ်စဉ်နဲ့ဇီဝဗေဒဆိုင်ရာအကြောင်းရင်းတွေကိုလေ့လာကြည့်ရတဲ့လောက်ကတော့နှစ်သန်းပေါင်းများစွာကလေးကတောရိုင်းထဲမှာရှင်သန်လာတဲ့တားကောင်ကြီးတွေရဲ့ဘေးအန္တရာယ်ငလျင်ဆူနာမီမီးတောင်ပေါက်ကွဲမှုစတဲ့သဘာဝတရားတွေကိုကြိုတင်ရှောင်ရှားနိုင်မှသာမျိုးဆက်မပြတ်ရှင်သန်နိုင်ကြမှာဖြစ်တာကြောင့်ဒီအာယုံခံစွမ်းရည်တွေကိုစင်ကဲဖြစ်စဉ်အရာပုံမထက်မြက်လာကြခြင်းဖြစ်ပါတယ်တရိတ်ဆန်အချို့ဆိုရင်လူသားတွေမှာမရှိတဲ့ကိုယ်ရင်းအာယုံခံကရိယာတွေပါရှိပါတယ်ဥပမာရေဒီယိုလိုင်းတွေကိုဖမ်းယူခန်းစားနိုင်တဲ့စွမ်းရည်လျှက်စစ်စွမ်းရည်တွေကိုခန်းစားနိုင်တဲ့စွမ်းရည်မြေကြီးတုန်ခါမှုကိုအလွန်တိမ်မွေ့စွာခန်းစားနိုင်တဲ့စွမ်းရည်တွေရှိကြပါတယ်တရိတ်ဆန်တွေရဲ့စတ္တမအာယုံဟာဘယ်လောက်ထိသိမြင်နိုင်ကြသလဲဆိုတာကတော့တရိတ်ဆန်အမျိုးအစားလိုက်သိမြင်နိုင်စွမ်းအမျိုးမျိုးရှိကြပြီးတော့အဓိကနီလန်၅မျိုးနဲ့သိရှိနိုင်ကြပါတယ်ပထမဆုံးအချက်အနေနဲ့ကတော့ငလျင်နဲ့တဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ခန်းစားသိရှိခြင်းဖြစ်ပါတယ်
မြင်းငလျင်မလုတ်ခင်ငလျင်စတင်မဖြစ်ဖွားခင်အချိန်မှာအောက်ကနေပြီးတော့ထွက်လာတဲ့ကျွန်တော်တို့လူတွေမကြားနိုင်တဲ့အလွန်နှိမ့်တဲ့အတန်လိုက် infrasound တွေနဲ့မြေစီလွှာတုန်ခါမှုတွေကိုအထူးခံစားနိုင်ကြပါတယ်ငလျင်မလုတ်မီနိုင်ပိုင်းဒါမှမဟုတ်ရပ်ပိုင်းအလိုကလေးကစင်တွေငှက်တွေနဲ့အိမ်မွေးတရိတ်ဆန်တွေကစိုးရင်တကြီးအော်ခြင်းတွေနေရာရွှေ့ပြောင်းခြင်းတွေကိုကြိုတင်ပြုလုပ်တတ်ကြပါတယ်ဒုတိယအချက်အနေနဲ့ကတော့လျှက်စစ်စွမ်းအင်ကိုအာရုံခံခြင်း electro reception ဖြစ်ပါတယ်ရေအောက်မှာရှိတဲ့သတ္တဝါအချို့မှာတက်ရှိတွေရဲ့နှလုံးခုန်တဲ့ကြွက်သားလှုပ်ရှားမှုတွေကထွက်လာတဲ့လျှက်စစ်ဓာတ်အားကိုဖမ်းယူနိုင်တဲ့အင်္ဂါအစိတ်အပိုင်းတွေပါရှိပါတယ်ဥပမာငမန်းနဲ့ရေအောင်ငါးအချို့တွေမှာရေနောက်ကြည့်နေချိန်မှာတောင်မှတဲထဲမှာမြုပ်နေတဲ့တားကောင်တွေရဲ့လျှက်စစ်လိုင်းတွေကိုမှီခိုပြီးတော့အလွယ်တကူရှာဖွေဖမ်းဆီးနိုင်ကြပါတယ်ဒါကြောင့်လည်းဒီသားကောင်တွေကရေအောက်မှာလျှက်စီပြောင်းလဲမှုတွေကိုခန်းစားနိုင်ပြီးတော့တဘာဝဘေးတွေကိုကြိုတင်သိရှိနိုင်ကြတာလည်းဖြစ်ပါတယ်တတိယအချက်အနေနဲ့ကတော့ကမ္ဘာတန်လိုက်ဆက်ကွင်းကိုအသုံးပြုခြင်းဖြစ်ပါတယ်ငှက်တွေနဲ့ပင်လယ်လိပ်တွေမှာကမ္ဘာတန်လိုက်ဆက်ကွင်းကိုအာယုံခံနိုင်တဲ့ဇီဝအာယုံပါရှိပါတယ်သူတို့ရဲ့မျက်လုံးနဲ့အုံနောက်အတွင်းမှာရှိတဲ့ protein depth တွေကကမ္ဘာတန်လိုက်ဝင်ရိုးစွန်းတွေကိုတိကျစွာညွှန်ပြပေးထားနိုင်ပါတယ်မိုင်ထောင်ကြီးဝေးတဲ့ဒေသကနေပြီးတော့အာဖရိကတိုက်ကိုလမ်းမပြောက်ပဲရာသီဥတုအပြောင်းအလဲတိုင်းအတိအကျပြန်တန်းသွားလာနိုင်ကြပါတယ်ရာသီဥတုပြောင်းလဲမှုကိုလည်းကြိုတင်ခံမှန်းနိုင်ကြပါတယ်လေထုဖိအားကျဆင်းခြင်းကိုလည်းခိုးခန္ဓာကနေအလွန်စောစီးစွာခံစားမိကြပါတယ်မုန်တိုင်းဒါမှမဟုတ်မိုးကြီးတော့မှာကိုသူတို့ရဲ့နားအတွင်းပိုင်းဒါမှမဟုတ်လေအိတ်တွေကနေပြီးတော့ကြိုတင်သိရှိနိုင်ကြပါတယ်မုန်တိုင်းမလာမီပရိုဂျူလာကဲ့သို့သောငှက်တွေကလက်ရှိနေရာကနေပြီးတော့မိုင်ပေါင်းများစွာအထိကိုမုန်တိုင်းရှောင်ဖို့အတွက်ကုန်းတွင်းပိုင်းတွေကိုပြန်တန်းလာတတ်ကြပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အနံ့ခံအာယုံနဲ့ပဲဝေးလံခေါင်တည်မှုကိုသိရှိခြင်းဖြစ်ပါတယ်အချို့သောသတ္တဝါတွေကအလွန်ဝေးလံတဲ့အရက်ကနေပြီးတော့ရေအစာဒါမှမဟုတ်အန်ဒီရဲ့အနံ့ကိုလေထဲကနေတဆင့်ဖမ်းယူနိုင်စွမ်းရှိကြပါတယ်ဝင်ပလူတွေနဲ့ဝက်ဝံတွေကမိုင်ပေါင်းများစွာကွာဝေးတဲ့နေရာကနေအစာဒါမှမဟုတ်လူသားတွေရဲ့အနံ့ကိုတိကျစွာခံစားသိရှိနိုင်ကြပါတယ်မိတ်ဆွေအနေနဲ့ဒီတရိတ်ဆန်တွေနဲ့ပတ်သက်ပြီးတော့တဘာဝဘေးအန္တရာယ်တွေကိုသူတို့ဘယ်လိုခံစားသိရှိရရလဲဆိုတဲ့အကြောင်းရင်းကိုအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel မှာဒီတဘာဝဘေးနဲ့ပတ်သက်တဲ့တရိတ်ဆန်တွေရဲ့ခံစားသိရှိမှုအကြောင်းကိုဗီဒီယိုလုပ်ပြီးတင်ပေးထားတာရှိပါတယ်အဲ့ဒီဗီဒီယိုမှာဝင်ရောက်ပြီးတော့အသေးစိတ်လေ့လာလို့ရပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့နောက်တစ်ချိန်မှာတောနက်ထဲကိုရောက်လို့ပဲဖြစ်ဖြစ်ညဘက်တောဆက်မှာနေရင်ရုတ်တရက်တောကြီးတစ်ခုလုံးအတန်တိတ်သွားတာမျိုးကြုံခဲ့ပြီဆိုရင်တော့အဲ့ဒါဟာတာမန်တိတ်ဆိတ်မှုမျိုးမဟုတ်ပဲတဘာဝတရားကြီးကမမြင်ရတဲ့အန်ဒီရဲ့တစ်ခုခုအတွက်ကြိုတင်သတိပေးနေတဲ့လျှက်ဝက်ချက်ဖြစ်တယ်ဆိုတာကိုသတိရလိုက်ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြကြပါဦးနောက်ထပ်ရောဘလို့တဘာဝရဲ့စမ်းချယ်မှုတွေအကြောင်းကိုတင်ပြပေးရမလဲဆိုတာကို comment မှာရေးခဲ့ပေးကြပါဦးကျွန်တော်ကတော့ Eco Discovery Channel ရဲ့ပင်တိုင်တင်ဆက်သူ MKT ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာ